တသားမီမီလေးတို့အားလုံးပဲမင်္ဂလာပါရှင်မြတ်စွာဘုရားရှင်လောင်းတော်ဘွားကဝိရိယပါရမီကိုဖြည့်ကျင့်ခဲ့ရတဲ့မဟာဇနကတတ်တော်ကိုတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်တခါတော့ကပေါ့ကွယ်ကပ္ပဦးကာလမိထီလာပြည်ကြီးမှာမဟာဇနကလို့အမည်ရတဲ့ဘုရင်ကြီးတစ်ပါးရှိလို့နေပါတယ်သူကတော့သားတော်နှစ်ပါးရှိပြီးသူ့စီမှာအရထဇနကနဲ့ပောလဇနကတို့ပဲဖြစ်ကြပါတယ်နောက်တော့အရထဇနကဟာဆိုရင်မင်းကြီးထင်းနှန်းစိုးစံနေခြင်းမှာပဲညီတော်နဲ့အထင်မှားမှုတွေဖြစ်ခဲ့တာကြောင့်စစ်ပွဲတွေဖြစ်ပွားခဲ့ကြပါတယ်အဲ့ဒီစစ်ပွဲကြောင့်အရထဇနကမင်းကြီးနဲ့ရာဆန်တဲ့ခဲ့ရပြီးကိုဝင်အရင်မှာနဲ့မိဖုရားကြီးဟာဆိုရင်ကာလစံပဲငကိုပြည်ကိုထွက်ပြေးတိမ်းရှောင်သွားခဲ့ရတော့တာပေါ့အဲ့ဒီမှာပဲဖျားလောင်းတော်မဟာဇနကမင်းသားလေးကိုဖွားမြင်ခဲ့ပြီးမင်းသားလေးဟာစီးရဲပင်ပန်းစွာကြီးပြင်းခဲ့ရပါတယ်ဒါပေမဲ့သူ့ရဲ့စိတ်တက်ကတော့အမြဲတမ်းခိုင်မာရဲရင်ထက်မြက်နေခဲ့တာပေါ့ဒီနေ့မှာတော့မင်းသားလေးဟာအရွယ်ရောက်လာတာကြောင့်မိခင်ဖြစ်သူစီကနေပြီးတော့သူ့ရဲ့ဇာတ်ကြောင်းတွေကိုသိရှိခွင့်ရခဲ့ပါတယ်ဒါကြောင့်သူဟာဆုံးရှုံးသွားခဲ့ရတဲ့ထင်းနှန်းကိုပြန်လည်ရယူဖို့အရင်းနှီးတွေလိုအပ်လာပါတယ်ဒီဒါကြောင့်မင်းသားလေးဟာတင်မောကြီးနဲ့ကုံသွယ်ဖို့ဆုံးဖြတ်လိုက်ပြီးအမေဖြစ်သူကိုအခုလိုပဲပြောလာပါတယ်အမေကျွန်တော်ကုံသွယ်ပြီးရလာခဲ့တဲ့ဥစ္စာတွေနဲ့မိထီလာပြည်ကြီးကိုပြန်သိမ်းမယ်လို့ကြေပေးပြီးမိခင်စီကိုခွင့်တောင်းကပင်လယ်ခီးကိုထွက်ခွာလာခဲ့ရပါတော့တယ်ဒီလိုနဲ့ပင်လယ်ခီးထွက်ခွာလာပြီး9ရက်မြောက်နေ့မှာတော့ကံကြမ္မာကြောင့်ပဲပြင်းထန်လာတဲ့မုန်တိုင်းကြီးဟာကြားရောက်လာခဲ့ပြီးတင်မောကြီးဟာပင်လယ်ထဲမှာပျက်စီးသွားခဲ့ရပါတော့တယ်ဒီအချိန်မှာလူတွေဟာထိတ်လန့်ကြောက်ရွံ့အော်ဟစ်ငိုယိုနေကြပြီးနတ်ဖျားတွေကိုတိုင်တယ်နေကြတာပေါ့ဒီလိုဖြစ်နေကြချိန်မှာတော့မင်းသားလေးဟာကြောက်ရွံ့ခြင်းလုံးဝမရှိပဲခန္ဓာကိုယ်ကိုစီတွေနဲ့တုပ်လိန်အစာတွေကိုဝအောင်စားပြီးတကြားနဲ့ထောပတ်တွေနဲ့အားဖြည့်ကပင်လယ်ထဲကိုခုန်ချလိုက်ပါတော့တယ်။တခြားသူတွေဟာငမန်းတွေလက်တွေရဲ့အစာဖြစ်ကုန်ကြပေမဲ့လည်းမင်းသားလေးကတော့အားမလျှော့ပဲလက်ဖြစ်ကူပြီးကူးခတ်နေတော့တာပေါ့ဒီလိုနဲ့တရက်ကနေ2ရက်ကူးခတ်နေငါလည်းပဲ9ရက်တိုင်တိုင်ပင်လယ်ပြင်ကြီးထဲမှာတကူတည်းကူးခတ်နေခဲ့ပါတယ်။ဒီချိန်မှာပဲပင်လယ်ဆောင်နတ်သမီးမဏိမေခလာနတ်သမီးဟာမင်းသားလေးကိုမြင်သွားခဲ့ပြီးထူးဆန်းလွန်းတာကြောင့်သွားပြီးအိုးအသင်လူသားကန်းကိုလည်းမမြင်ရပဲဘာကြောင့်ဒီလောက်ပင်မကူးနေခဲ့ရတာလဲဒီလိုဆက်ကူးနေရင်တေဖို့ပဲရှိတော့တာမဟုတ်လားလို့မေးမြန်းလိုက်ပါတယ်ဒီအချိန်မှာပဲဖျားလောင်းဇနကမင်းသားကငါဒီအကျိုးရှိသည်ဖြစ်စေမရှိသည်ဖြစ်စေယောက်ျားကောင်းတို့ဟာဝိရိယကိုဘယ်တော့မှမစွန့်အပ်ဘူးစူးစမ်းနေသည်ငါဟာဘယ်တော့မှနောင်တရမှာမဟုတ်ဘူးလို့ရဲရဲဝံ့ဝံ့ပြန်လဲမိန့်ကြားလိုက်ပါတယ်ဒါဟာဝိရိယပါရမီရဲ့အကောင်းဆုံးဖြေကြားချက်လည်းဖြစ်ပါတယ်ဒီလိုဖြေကြားလိုက်တဲ့စကားတန်ကြောင့်မင်းသားလေးရဲ့ဇွဲနဲ့မလျှော့တဲ့ဒုံလာတွေကိုကြီးညိုသွားခဲ့တဲ့နတ်သမီးဟာမင်းသားလေးကိုပွေ့ချီပြီးမိထီလာပြည်ကမင်္ဂလာဥယျာဉ်တော်တွေကိုပို့ဆောင်ပေးခဲ့တာပေါ့ကွယ်အဲ့ဒီအချိန်မှာပဲမိထီလာပြည်ရှင်ဘုရင်ပောလဇနကဟာလည်းနဲ့ရဆန်သွားခဲ့ပြီးထီးနှန်းဟာဆက်ခံမဲ့သူမရှိဖြစ်နေခဲ့ပါတယ်ဘုရင်ကြီးဟာသူနဲ့ရမဆန်ခင်မှာတော့ဒီကြောက်ဖြာပေါ်မှာအိပ်ပျော်နေတဲ့သူလေးတော်ကိုတင်နိုင်တဲ့သူဗဟေတိကိုဖြေနိုင်တဲ့သူဟာမင်းဖြစ်ရမယ်လို့အမိန့်တော်ချမှတ်သွားခဲ့ပါတယ်မဟာဇနကမင်းသားလေးဟာဒီအချက်တွေအားလုံးနဲ့ပြည့်စုံနေတာကြောင့်ပြည်သူပြည်သားတွေကလည်းဝမ်းသာအားရနဲ့နန်းတင်ခဲ့ကြတာပေါ့မင်းသားလေးဟာဆုံးရှုံးသွားခဲ့တဲ့ထင်းနှန်းကိုသူ့ရဲ့ဝိရိယနဲ့နေမဲ့ပြန်လည်ရယူသိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါတော့တယ်ရှင်မဟာဇနကမင်းကြီးဟာဒီလိုနဲ့ပဲနှစ်ပေါင်းများစွာထင်းနှန်းဆန်ခဲ့ပြီးတနေ့မှာတော့တစ်ပင်နှစ်ပင်ကိုကြည့်ကတင်ငန်းစာတစ်ခုရရှိသွားပါတယ်အသီးရှိတဲ့အပင်တွေဟာပျက်စီးခံရပြီးအသီးမရှိတဲ့အပင်တွေဟာလှပစွာကြံရစ်တာကိုမြင်တဲ့အခါမှာတော့စီးစိမ်ဆိုတာဟာဆင်းရဲချောင်းပဲလို့တန်ဝေကရပြီးတောထွက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။မိဖုရားကြီးတိလဝတီကငိုယိုတားမြစ်ပေမဲ့လည်းမင်းကြီးဟာမတုံမလုပ်ဘဲယဟန်ပြုကဝိပဿနာတရားတွေပွားများပြီးနောက်ဆုံးမှာတော့ဓမ္မပြည်ကိုရောက်ရှိသွားခဲ့ရပါတော့တယ်။ဒီမဟာဇနကဇတ်တော်ကနေပြီးတော့ပေးလိုက်တဲ့သင်ခန်းစာလေးကတော့ဘလောက်ပဲခက်ခဲတဲ့အခြေအနေမျိုးတွေကြုံပါစေအားမလျှော့ပဲကြိုးစားပါအားမလျှော့ပဲကြိုးစားအားထုတ်မယ်ဆိုရင်တနေ့မှာတော့အောင်မြင်မှုဟာမုန်းချရရှိမှာပဲဖြစ်တယ်ဆိုတဲ့သင်ခန်းစာလေးပဲဖြစ်ပါတော့တယ်ရှင်အချိန်ပေးပြီးကြည့်ရှုအားပေးကြတဲ့ပရိသတ်တိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်